ကျွန်တော်ဘဝမှာနှလုံးသားနှစ်ခုရှိခဲ့တယ်ဆိုရင်ပထမနှလုံးသားຫນွယ်ဖြစ်ပြီးတော့ဒုတိယနှလုံးသားကတော့ကြောင်ကြီးရွာအကြောင်းလေးပါပဲပါကျွန်တော်မောင်မောင်မျိုးသားပါမင်္ဂလာပါမိနာမရတော့ဒေါခင်မြင့်မြင့်ပါကျွန်တော်ဒီကားထဲမှာဘာကြီးမုံဆိုတဲ့ကာရက်တာကကျွန်တော်တို့ရက်ဒေတာကိုပညာရေးလုပ်ငန်းနဲ့အထူးလာပြီးတော့လုံလဝရိယစိုက်ပြီးတော့ဆောင်ရွက်ပေးတဲ့ကျောင်းဆရာလေးသူ့ရဲ့ပညာရေးတာဝန်တွေကိုဆက်လက်ပြီးတော့ထမ်းဆောင်နေတာကိုကျွန်တော်ကတတ်နိုင်သလောက်ရွာသူရွာသားတွေနဲ့သူ့ကိုအားပေးရတဲ့အခန်းလေးမှာကျွန်တော်တရုပ်ဆောင်ရပါတယ်ကျွန်တော်ကအဲ့ဒီကားမှာဒုက္ခိတခြေတော့မိုင်းထိပြီးတော့ဖြတ်ခံထားတဲ့ဒုက္ခိတဘဝနဲ့စင်စင်ရဲရဲစာမတတ်ပေမတတ်နဲ့ရုန်းကန်ရတဲ့ဥခွန်ဖဆိုတဲ့နေရာမှာကျွန်တော်သရုပ်ဆောင်ရပါတယ်ကျွန်တော်ကာရီတာနေရာတကာကိုဆက်သဘောမျိုးလဲပါပါတယ်လူကြီးတွေကိစ္စတွေမှာဟိုရက်ရွာအတွက်ဒီကုညီညာလောက်ကင်ပေးရတဲ့အလောက်ကင်တွေထဲမှာလဲကျွန်တော်ကဒီပရာဟိတအနေနဲ့ဝယ်ပြီးတော့ကုညီညာလောက်ကင်ပေးတာမျိုးတွေလည်းရှိတယ်ပေါ့လူကြီးတွေနဲ့လည်းအပေါင်းအသင်းများသလိုလူငယ်တွေနဲ့လည်းအပေါင်းအသင်းများတဲ့လူတယောက်ပါဒီကားလေးကိုအမိရဲရတာအရန်ကိုပီတိဖြစ်တယ်ဒီရွာကလေးမှာပညာရေးထွန်းကားအောင်တာယာဝါပြောအောင်လူမှုကျယ်ပြန့်အောင်ဆိုပြီးတော့ရေးထားတဲ့ဇာတ်လမ်းလေးဒီဒေတာကနော်လူကြီးတယောက်ရွာလူကြီးတယောက်အနေနဲ့ပညာရေးလက်အားပေးတဲ့ဆရာကိုဘယ်လိုကူညီရမလဲဆောင်ရွက်ပေးရမလဲဆိုတဲ့ကာရက်တာကိုကျွန်တော်တို့ကစပြီးတော့ဇလန်းလေးသိတဲ့အချိန်တည်းကနေပြီးတော့အာယုံသွင်းထားတဲ့အတွက်ရှိသမျှအမှုပညာခေါ်အားနဲ့ဒီဇလန်းကိုတဘာဝကြအောင်ရိုက်ကူးပေးရတဲ့အတွက်ကျွန်တော်တို့အများကြီးဝင်းမြောက်ဝန်တန်ရှိပါတယ်ကျွန်တော်တစ်ဖက်နဲ့သရုပ်ဆောင်ရမယ်ဆိုတော့ကျွန်တော်တက်တော့အရန်တော့မထူးကြဘူးသို့တော့ဘာအခက်ခဲတွေဖြစ်သွားလဲဆိုတော့တကယ်လို့ခြေတော့ပြတ်သွားလို့ရှိရင်ကျွန်တော်တို့တကယ်အပြင်မှာ real ပေါ့ resident အတိုင်းကြည့်မယ်ဆိုရင်ခြေတော့တကယ်ပြတ်သွားတာခြေတော့ကငုတ်တူလေးဖြစ်နေတာကျွန်တော်ကအခုကသရုပ်ဆောင်တာဆိုတော့ခြေတော့ကမပြတ်ဘူးမပြတ်တော့ကျွန်တော်မှအခက်ခဲတွေကဘာဖြစ်သွားလဲဆိုတော့ဒါရိုက်တာတွေရောကျွန်တော်ပါဝင်တဲ့ဒီရှူတင်မန်နေဂျာတွေရောဆက်အဖွဲ့တွေရောအကုန်လုံးကျွန်တော်ခြေတော့ကိုခောက်နော်နံပါတ်1ခောက်ပြီးတော့တခါအဲ့ဒီကျွန်တော်မှလည်းပါတယ်ဒီ elastic bandage ပါတယ်အဲ့ဒီပတ်ဒီနဲ့ပတ်ပြီးခောက်ထားတယ်ပြီးတော့ခြေတော့ကိုနောက်ကိုတလူမပေါ်အောင်ခောက်ရတာဆိုတော့ကျွန်တော်သရုပ်ဆောင်ရတာတော်တော်အခက်ခဲဖြစ်တယ်မိမိကိုကောင်းအောင်စ조사မိမိမိကြောင်းကိုကောင်းအောင်စ조사မိမိမိအတန်းကိုကောင်းအောင်စ조사မိဒီလေးကနေလှိုက်လဲဆိုခဲ့တယ်သူ့ဆရာတင်ပေးတဲ့တချင်းကိုလှိုက်လဲနဲ့ဆိုခဲ့တယ်အဲ့ဒီအတန်းဒီကိုကြားရတာကျွန်တော်တို့ရွာသူရွာသားတွေရင်ထဲမှာတော်တော်ကိုမခံစားနိုင်လောက်အောင်ကိုခံစားဖြစ်ခဲ့ရပါတယ်စာသင်ကျောင်းမရှိတဲ့ဘဝကနေစာသင်ကျောင်းလေးလုပ်ပေးခဲ့တယ်ပြီးတော့ကျွန်တော်ဒုက္ခိတဘဝကြီးကိုလည်းစာသင်ကျောင်းလေးဆောက်ပေးပြီးတော့ကဲဥဖွန်ဖကြီးခင်ဗျာစာသင်ကျောင်းလေးမှာကျောင်းဆောင်ကြီးလို့နော်ခေါင်းလောင်းကျောင်းတဲ့ခေါင်းလောင်းနေဆွဲပေးရတယ်ကျွန်တော်ကျောင်းမလေးဝေယဝစ်ဆကျွန်တော်လုပ်ပေးရတယ်နှစ်ပေါင်းများစွာအားပေးလာတဲ့ပရိသတ်တွေကိုကျွန်တော်တို့ရုပ်ရှင်အဖွဲ့သားပန်းမြိုင်လည်းအဖွဲ့သားတွေကလည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းကိုတက်တဲ့အမှုပညာတွေနဲ့ကိုပရိသတ်ကိုချစ်သောပြည်သူတွေကိုအတတ်နိုင်ဆုံးပညာရပ်လေးတွေနဲ့တင်စားပြီးတော့ကျွန်တော်တို့ကျေးဇူးဆက်တာပါခုနောက်ရိုက်တဲ့ပန်းမြိုင်လေးရဥယျာဉ်မူဟာပရိသတ်တွေရဲ့ရင်ထဲမှာဘလို့ကြံခဲ့တယ်မယ်ဆိုတာပရိသတ်တွေကိုလည်းသိပါမှာပထမဦးဆုံးပန်းမြိုင်လေးရဥယျာဉ်မူဇက်ကားနဲ့အခုဒုတိယမြောက်ပန်းမြိုင်လေးရဥယျာဉ်မူဇက်ကားနှစ်ကားလုံးကနာမည်တော့တူတယ်သို့တော့ပန်းမြိုင်လေးရဥယျာဉ်မူချင်းတူတယ်ဒါပေမဲ့ဘယ်လိုပန်းမြိုင်မေရဥယျာဉ်မှုလဲဆိုတာကိုအဲ့ဒီကာယုံတင်တဲ့ခါကြရင်ကြည့်ရှုအားပေးနဲ့အကဲဖြတ်ကြပါဦးလို့ကျွန်တော်တို့ကဖိတ်ခေါ်ပါတယ်ခင်ဗျာစန္ဒနဲ့ဘောကဆောင်အနာဂတ်ပန်းမြတ်